အမှတ်တရဆိုတာလူတိုင်းမှာရှိတတ်ကြပါတယ်တချို့အမှတ်တရတွေကဖြစ်တွေ့ကြုံတွေတချို့အမှတ်တရတွေကပစ္စည်းတွေစာတွေဒါပေမဲ့တချို့အမှတ်တရတွေကတော့ထူးထူးခြားကြောက်စရာကောင်းနေရတွေရှိကြပါတယ်ကျွန်တော်မှရန်ချင်းကြီးရဲ့ငယ်တကယ်ချင်းတယောက်ရှိပါတယ်သူ့ရဲ့နာမည်ကတော့အမှန်တိုင်းမပြောတော့ပါဘူးကြော်ကြီးလို့ပဲထားလိုက်ပါတော့သူနဲ့ကျွန်တော်နဲ့ကငယ်တကယ်ချင်းလည်းဖြစ်ရန်လည်းရင်းပြီးတော့သူ့အကြောင်းကိုသိကို့အကြောင်းသူသိပေါ့ကျွန်တော်ကတော့လူပြိုကြီးပြဒါပေမဲ့ကြော်ကြီးကအိမ်အောင်ရှိပါတယ်ဖြစ်ချင်တော့သူအိမ်အောင်ကြပြီးလို့မှတလားလောက်ပဲရှိအောင်မယ်စိုက်ကယ်မတော်တဆမှုဖြစ်ပြီးသူ့ရဲ့မိန်းမကဆုံးသွားပါတယ်ဒီရက်ကစပြီးကျွန်တော်တကယ်ချင်းကမူးမမှန်တော့ဘူးဗျအော်တခုပြောစရာကြံသွားပါတယ်ကျွန်တော်တို့နှစ်ယောက်လုံးကနေရလာတာပါရန်ကုန်မှာလာပြီးအလုပ်လုပ်ကြတာပါဒီတော့လေအိမ်ငှားပြီးနှစ်ယောက်တူနေတာပါအိမ်မှာလည်းအခန်းတစ်ခန်းပါတော့တယောက်တစ်ခန်းနေတာဆိုတော့သူအိမ်အောင်ကျသွားပြီမဲ့တခြားကိုပြောင်းစရာမလိုပဲအတူဆက်နေလို့ရတော့အဆင်ပြေပါတယ်အဲ့လိုတအိမ်နဲ့အတူနေရနေသူမိန်းမတည်ပြီးတော့သူငူပြက်နေတော့ကျွန်တော်ကသတိထားမိသွားပါတယ်သူကသူမိန်းမဆုံးသွားပြီးတဲ့အိတ်ကလုံးကိုအမြဲတမ်းလွယ်ထားရဗျအထင်းမှာဘာတွေပါလဲလို့ကျွန်တော်ကမေးတယ်သူကမဖြေချင်းနဲ့ပဲຫນွေရဲ့အမှတ်တရတွေပေါ့ကွာလို့ပဲပြန်ပြောတတ်ပါတယ်အိတ်ထဲမှာဘာပါတယ်ဆိုတာကိုတော့ပြောမပြဘူးဗျကျွန်တော်လည်းသူမိန်းမဆုံးထားကစားဆိုတော့အတင်းမမေးနေတော့ပါဘူးသူစိတ်မကောင်းဖြစ်နေတော့ဆိုတော့သူစိတ်အနှောက်အယှက်ဖြစ်သွားမှာဆိုလို့ကျွန်တော်မသိကြအောင်ပဲဆောင်ထားလိုက်ပါတော့တယ်ဒါပေမဲ့ကြော်ကြီးရဲ့အခြေအနေကဒီလောက်နဲ့ပြီးမသွားဘူးဗျညဘက်ကြာရင်သူ့ရဲ့အခန်းထဲကနေစကားပြောနေတဲ့အတန်ကိုကျွန်တော်ကြားနေရပါတယ်အစတော့ကြော်ကြီးကဧည့်သည်အိမ်ခေါ်လာတယ်လို့ထင်ပေမဲ့လည်းတကယ်တမ်းကျတော့သူ့ခန်းထဲမှာဘယ်သူမှမရှိပါဘူးညဆိုသူတယောက်တည်းကြော်ကြီးကစကားပြောနေတာပါမှန်တာပြောရင်ကျွန်တော်လည်းကြော်ကြီးအတွက်တော်တော်လေးစိုးရိမ်နေပြီးပါတယ်ဒါကြောင့်ပုံမှန်လင်းလေးပဲကြော်ကြီးကိုစိုးရိမ်နေကြောင်းပြောပြလိုက်ပါတယ်ဒါပေမဲ့ကြော်ကြီးကတော့ရေပြီးစိတ်မပူပါနဲ့ကွာငါမယူပါဘူးလို့ပြန်ပြောပါတယ်ဒါပေမဲ့ညဘက်မှာစကားတွေပြောနေတာအိတ်ကြီးကိုလွယ်ထားရတာထုံးစံအတိုင်းပဲဆက်လုပ်နေပါတယ်တညတော့ကျွန်တော်လည်းတယောက်တည်းဘာတွေများပြောနေရပါလဲလို့သိချင်လို့အသာသွားပြီးနားဆွင့်ကြည့်လိုက်တော့ကြော်ကြီးအပြင်ခတ်တူးစကားပြောနေတဲ့မိန်းမတယောက်အတန်ကိုကြားလိုက်ရလို့ကျွန်တော်တကူလုံးစိတ်ငနေဖြစ်သွားပါတယ်တေချောင်ထပ်ပြီးနားထောင်ကြည့်လိုက်တော့ကြော်ကြီးခန်းထဲကစကားပြောတယ်မကြားတော့ဘူးဗျကျွန်တော်လည်းမသိမသာပဲကျွန်တော်အခန်းကိုလည်းကြောင်ပြန်ထွက်လာခဲ့လိုက်ပါတယ်ခဏနေတော့ကြော်ကြီးကကျွန်တော်အခန်းတစ်ခါပေါ်မှာလာရက်ပါတယ်ပြီးတော့သူကကျွန်တော်တကယ်ချင်းຫນွေကငါတို့စကားပြောနေရအောင်မင်းခုလိုလာချောင်းလားထောင်တော့မကြိုက်ဘူးတဲ့လို့ပြောလိုက်ပါတယ်ຫນွေဆိုတာသူ့ရဲ့ဆုံးသွားတဲ့မိမရဲ့နာမည်ပါသူလည်းအဲ့လိုပြောလိုက်ကောကျွန်တော်လည်းစိတ်ထဲမှာတကယ်ကိုလန့်သွားပါတယ်အစသူ့ကိုစိတ်မနှံ့ဘူးလို့ထင်ထားပေမဲ့အခုဟာကသူပြောပုံဆိုရင်သူ့မိမຫນွေကကျွန်တော်တို့နေတဲ့အိမ်မှာပဲနေတရားဖြစ်နေပါတယ်ဒါဆိုရင်ခုနကကျွန်တော်ကြားတဲ့မိမရဲ့အတန်ကຫນွေရဲ့အတန်များလာလို့လည်းတွေးလိုက်ပြီးလို့ကြောထဲမှာစိတ်ငနေဖြစ်သွားပါတယ်ကျွန်တော်ကအေးပါကွာငါနောက်ကိုနားမထောင်တော့ပါဘူးလို့ပဲပြောလိုက်တော့သူကຫນွေကငါ့ကိုသူနဲ့အတူလာပြီးနေစေခြင်းတယ်လို့ဆက်ပြောပါတယ်သူဒီလိုပြောလိုက်တော့ကျွန်တော်ကသူ့အတွက်တကယ်ပဲစိုးရိမ်သွားပါတယ်ဒါကြောင့်သူ့ကိုအတွေ့အကြုံမလွန်ဘူးပြောလိုက်ပါတယ်သူကတော့ဘာမှမပြောဘဲခန်းထဲကနေပြန်လှည့်ထွက်သွားပါတယ်အဲ့ဒီလိုပြောပြီးတဲ့နေ့ကစပြီးကျွန်တော်မှအိမ်မှာသာနေရတဲ့စိတ်ကတော့မဖြောင့်မှုဖြစ်နေပါတယ်ကျွန်တော်တကယ်ချင်းကိုသူ့မိမရဲ့မှတ်တရပစ္စည်းကိုစွန့်ပစ်ဖို့အခါခွင့်တင်တိုင်းဖြောင်းပြပေးမယ်လေကြော်ကြီးကတော့သဘောမတူပါဘူးသူကအဲ့ဒီပစ္စည်းကိုစွန့်ပစ်လိုက်ရင်သူ့မိမသူ့အနားမှာနေလို့ရတော့မှာမဟုတ်ဘူးလို့ပဲပြောနေပါတယ်တရက်တော့အိမ်မှာကြော်ကြီးမရှိပဲကျွန်တော်တယောက်တည်းရှိနေတော့အိမ်ရှိကခြေတံကြားလို့ကျွန်တော်အခန်းဝါကိုထွက်ကြည့်လိုက်တော့ဘယ်သူမှရှိမနေဘူးဗျဒါကြောင့်ကျွန်တော်ကနားကြားလွဲတာလို့ထင်လိုက်ပြီးလို့အခန်းထဲကိုပြန်ဝင်မယ်လို့အိမ်နောက်ဘက်မှာမိမတယောက်ကျွန်တော်ဘက်ကိုကြော်ပေးပြီးရက်နေအောင်တွေ့လိုက်ရပါတယ်မသေးမကွေးမြင်ရတာဆိုပေမဲ့လည်းတကယ်ကိုကြော်ကြီးရဲ့မိမຫນွေမှຫນွေပါပဲကြောင်ပြီးကျွန်တော်ကြည့်နေတော့ဝင်ကျွန်တော်အခန်းတကားကဒိုင်းကနေပိတ်သွားပါတယ်ကျွန်တော်လည်းအလန့်တကြားအခန်းတကားဘက်ကိုလှည့်ကြည့်ပြီးပြန်လှည့်ကြည့်လိုက်ချိန်မှာတော့ຫນွေကခုနနေရာမှာမရှိတော့ဘူးဗျကျွန်တော်လည်းလန့်လာတာနဲ့ကျွန်တော်အခန်းထဲကိုဝင်ပြီးအခန်းတကားကိုပိတ်ထားလိုက်ပါတယ်ຫນွေကဘာလို့ကျွန်တော်ကိုသူရှိကြောင်းလာပြနေရလဲလို့ကျွန်တော်တွေးမတတ်တော့ဘူးတခုရှိတာကကျွန်တော်ကຫນွေရဲ့အမှတ်တရပစ္စည်းကိုကြော်ကြီးကိုလွှင့်ပစ်ခိုင်းလို့မကြည်နပ်တာများလားလို့လည်းထင်လိုက်မိပါတယ်ဒါကအဖြစ်နိုင်ဆုံးပါပဲကျွန်တော်ကိုမကြည်နပ်လို့ကြော်ကြီးမိမကတခုများလို့ဒုက္ခပဲလို့လည်းတွေးလိုက်မိလို့လန့်လာပါတယ်ဒါကြောင့်အိမ်မြင်ကိုထွက်နေကောင်းမယ်လို့တွေးမိလို့အပြင်ကိုထွက်မယ်လို့ကျွန်တော်အိမ်ခန်းတကားကိုလက်သေးရှိပြီးနေပြင်ကနေချစ်နဲ့ကုတ်နေတဲ့တန်ကိုကြားလိုက်ရလို့ကျွန်တော်ကြက်သိန်းနေထလာပြီးအသာပြန်ပြီးထိုင်နေလိုက်ရပါတယ်ကျွန်တော်ထင်တာမမှားဘူးဆိုရင်တော့အပြင်ကလက်သေးနဲ့ကုတ်နေတာကကြော်ကြီးရဲ့မိမဆိုတာသိကြပါတယ်ဘာပဲဖြစ်ဖြစ်အခန်းထဲကိုဝင်မလာတော့တော်သေးတယ်လို့လည်းစိတ်ထဲဖြေပြီးတွေးလိုက်ရပါတယ်ဒီဘက်ကလက်သေးနဲ့ကုတ်နေတဲ့တန်ကတော့တိတ်မသွားပါဘူးမိလောက်ကျရင်တစ်ခါပြန်ပေါ်လာပြန်ပါတယ်အပြင်ဘက်မှာမှောင်စတောင်ပြူလာပြီးကြော်ကြီးကပြန်မလာသေးလို့ကျွန်တော်လည်းကြော်ကြီးကိုစိတ်တူးလာပါတယ်တပုံးပုံးနဲ့ကားကိုပြင်ကပုတ်လိုက်တဲ့အတန်ကြောင့်ကျွန်တော်လန့်ပြီးအောင်မလေးပြလို့တော့អော်လိုက်မိပါတယ်ပြီးတော့မှကြော်ကြီးရဲ့ကျွန်တော်နာမည်ကိုခေါ်လိုက်တဲ့အတန်ကိုကြားလိုက်တော့မှတော်ပါသေးရဲ့လို့တွေးမိပြီးတကားကိုခွင့်ပေးလိုက်ပါတယ်ကြော်ကြီးကကျွန်တော်အမြင်တော့ငါမင်းကိုလာနှုတ်ဆက်တာလို့ပြောပါတယ်
ဟာမင်းကဘယ်သွားမလို့လဲလို့ကျွန်တော်ကမေးလိုက်တော့ तू ကငါဒီနေ့ຫນွေနဲ့လိုက်သွားတော့မှာလို့ပြောတော့ကျွန်တော်လည်းသူ့ကိုတိတ်အတိုက်ခံနေပြောမနေတော့ပဲအေးမင်းအဆင်ပြေနေပြီးတာပါပဲလို့ပြောလိုက်ပါတယ် သူလည်းထွက်သွားရောကျွန်တော်လည်းကြော်ကြီးမိမကိုကြောက်လို့ဒီနေ့တော့တခြားမှသွားအိမ်မယ်လို့ဆုံးဖြတ်ပြီးအိမ်ထဲကနေထွက်လာခဲ့ပါတယ်ဇလန်းဆုံးသက်ကတော့ပျော်စရာနဲ့အဆုံးမသက်ခဲ့ပါဘူးဘာဖြစ်လို့လဲဆိုရင်နောက်နေ့မနေ့ကျွန်တော်အိမ်ကိုပြန်ရောက်လာတဲ့အချိန်မှာတော့ကရင်ပေါ်မှာအသက်မဲ့နေတဲ့ကြော်ကြီးကိုတွေ့လိုက်ရပါတော့တယ်သူအမြဲလွယ်နေတဲ့သူ့အိတ်ထဲကနှွေးရဲ့အမှတ်တရပစ္စည်းဆိုတာကတော့အနီရောင်တွေစွန့်နေတဲ့ acid ဖြစ်တဲ့နေရာနှွေးစီးထားတဲ့ဖက်နှက်ကလေးဖြစ်နေတာကိုတွေ့လိုက်ရပါတော့တယ်